မြန်မာနိုင်ငံရဲ့အရှိဆုံးမြစ်မြန်မာနိုင်ငံရဲ့အရှိဆုံးမြစ်ကတော့မိုင်ပေါင်း1300ကျော်ရှည်လျားတဲ့ဧရာဝတီမြစ်ဖြစ်ပါတယ်ကချင်ပြည်နယ်အစွန်နှင်းဖုံးတောင်များမှာမီကာနဲ့မလီခဆိုတဲ့မြစ်နယ်တွေကတောင်ဘက်ကိုစီးဆင်းလာခဲ့ပြီးတော့မြစ်ကြီးနားမြို့ရဲ့အထက်28မိုင်ခန့်အရောက်မှာပေါင်းစုံသွားပါတယ်။အဲ့ဒီပေါင်းစုံသွားတဲ့နေရာကိုမြစ်စုံလို့ခေါ်ကြပြီးတော့အဲ့ဒီနေရာကပဲဧရာဝတီမြစ်စတင်ဖြစ်ပေါ်လာပါတယ်။ But I don't know if that can erase all the past and the pettiness. A reflection of the emptiness, hilarious. You think you're worth my time, you're delirious. Mysterious because you hide behind a fake exterior. Inferior. မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ကတော့လက်ရှိမှတ်တမ်းတွေအရခခပိုရာစီတောင်ပဲဖြစ်ပါတယ်။ဒီတောင်ကမြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တယ်လို့အရှိတောင်အာရှမှာလည်းအမြင့်ဆုံးတောင်ဖြစ်ပြီးကြီးများပါတယ်။ခခပိုရာစီတောင်ကကချင်ပြည်နယ်မြောက်ပိုင်းနယ်စပ်မှာတည်ရှိပြီးတော့ဟိမဝန္တာတောင်တန်းနဲ့တစ်ဆက်တည်းဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်9881မီတာမြင့်ပါတယ်။ဒါခခပိုရာစီတောင်ရဲ့အမြင့်ကို GPS နဲ့တိုင်းတာခဲ့တာမျိုးမဟုတ်ဘဲနဲ့နောက်ဆုံးရောက်ရှိခဲ့တဲ့မှတ်တမ်းအရခခပိုရာစီတောင်ကအမြင့်ဆုံးတောင်အဖြစ်သတ်မှတ်ထားသောကြောင့်လက်ရှိမှာအမြင့်ဆုံးတောင်အဖြစ်ရပ်တည်နေရှိပါတယ်။တောင်တက်အဖွဲ့တွေကခခပိုရာစီတောင်ရဲ့အမြင့်ပေ9942ပေအထိတက်ရောက်ခဲ့ပြီးတော့နောက်ထပ်ပေ800လောက်ကျန်နေသေးကြောင်းကိုခန့်မှန်းခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့တောင်တွေရဲ့အမြင့်ကို GPS နဲ့အတိအကျတိုင်းတာမှုတွေအရအရှိတောင်အာရှမှာရောမြန်မာနိုင်ငံမှာရောအမြင့်ဆုံးတောင်ကကလန်ယာစီတောင်ဖြစ်ပါတယ်။ကလန်ယာစီတောင်ရဲ့အမြင့်ပေကတော့9880မီတာဖြစ်ပါတယ်။ခခပိုရာစီတောင်ရဲ့အမြင့်ပေကို GPS စနစ်နဲ့အတိအကျတိုင်းတာကြည့်လို့ဆိုရင်တော့ကလန်ယာစီတောင်ထက်နှိမ့်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။မြင့်ရင်လည်းမြင့်နေပါတယ်။ဒါကတော့တေချာတိုင်းတာကြည့်မှသိရှိရမယ့်အနေအထားတစ်ခုဖြစ်ပါတယ်။ Modern kingdom for the taking. Now that I've been put through hell, I never got anyone's help. I had to do it all myself. I don't ever slow. မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ကတော့ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ AD 16ရာစုခန့်ကမွန်လူမျိုးတွေကတကုံရွာအဖြစ်စတင်ထူထောင်ခဲ့ပါတယ်။1955ခုနှစ်မှာတော့ရန်ကုန်အဖြစ်သတ်မှတ်ခဲ့ပါတယ်။1840ခုနှစ်မှာတော့ရန်ကုန်မြို့ကမီးဘေးတင်ပြီးတော့ပျက်စီးခဲ့ပါတယ်။ဗြိတိရှလူမျိုးတွေအောက်မြန်မာပြည်ကိုသိမ်းပြီးတဲ့အချိန်အထိရန်ကုန်မြို့ကရွှေတကုံဖျားကိုဗဟိုပြုပြီးတော့တက်မွေးရတဲ့တင်းငယ်တဲ့ငါးပန်းရွာလေးတစ်ခုသာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဗြိတိရှတွေကမြန်မာနိုင်ငံရဲ့စီးပွားရေးအချက်အချာကျနေတဲ့ဒီနေရာကိုမြို့အဖြစ်ပြန်လည်ပြောင်းလဲခဲ့ပါတယ်။ရန်ကုန်မြို့ကမြန်မာပြည်ရဲ့အကြီးဆုံးမြို့ဖြစ်ပြီးတော့မြို့နယ်ပေါင်း33ခုဖြင့်ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။မြန်မာနိုင်ငံရဲ့အကြီးဆုံးကန်မြန်မာနိုင်ငံရဲ့အကြီးဆုံးကန်ကတော့ကချင်ပြည်နယ်မိုးညင်းခရိုင်မိုးညင်းမြို့နယ်မှာရှိတဲ့အင်နော်ဂျီကန်ပဲဖြစ်ပါတယ်အင်နော်ဂျီကန်ရဲ့အကျယ်ဝန်းကတော့ area စတူရန်မိုင်ပေါင်း240စတူရန်မိုင်ထိကျယ်ဝန်းပါတယ်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးမြို့မြန်မာနိုင်ငံရဲ့အမြင့်ဆုံးမြို့ကတော့ချင်းပြည်နယ်မှာရှိတဲ့ဟာခမြို့ပဲဖြစ်ပါတယ်။ဟာခမြို့ကပင်လယ်ရေမျက်နှာပြင်အမြင့်ပေ6000ကျော်မှာရှိတဲ့ကုန်းမြင့်ဒေသမှာတည်ရှိပြီးတော့ဖလန်းမြို့ကတော့ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ9000ကျော်မှာတည်ရှိပါတယ်။မြန်မာနိုင်ငံရဲ့အရှိဆုံးတရားမြန်မာနိုင်ငံရဲ့အရှိဆုံးတရားကတော့ဧရာဝတီတရားဖြစ်ပါတယ်။ဧရာဝတီတရားကတော့ညောင်ဦးမြို့နဲ့ပခုက္ကူမြို့ကိုဆက်သွယ်ပေးထားပြီးတော့11420ပေရှည်လျားပါတယ်။မြန်မာနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလေဆိပ်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကမြန်မာနိုင်ငံရဲ့အကြီးမားဆုံးလေဆိပ်ဖြစ်ပါတယ်
နိုင်ငံတကာမှာလေကြောင်းလိုင်းများအားလုံးရဲ့အဓိကမြန်မာနိုင်ငံဝင်ပေါက်အဖြစ်ရပ်တည်လျက်ရှိပါတယ်မြန်မာနိုင်ငံရဲ့အရှိဆုံးလေကြောင်းခရီးစဉ်မြန်မာနိုင်ငံရဲ့အရှိဆုံးလေကြောင်းခရီးစဉ်ကတော့ရန်ကုန်ကနေစူဒန်ကိုပြေးဆွဲတဲ့လေကြောင်းလိုင်းဖြစ်ပြီးတော့လေကြောင်းကာလမှာ12နာရီခန့်ကြာမြင့်ပါတယ်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးရထားလမ်းမြန်မာနိုင်ငံရဲ့အမြင့်ဆုံးရထားလမ်းကတော့မန္တလေးလာချိုလမ်းပေါ်မှာရှိတဲ့ဂုတ်ထိပ်တံတားဖြစ်ပါတယ်ဂုတ်ထိပ်တံတားဆိုရင်အမြင့်102မီတာနဲ့689မီတာရှိရပါတယ်မြန်မာနိုင်ငံရဲ့အကြီးမားဆုံးရွှေပြောင်းလုပ်သားစုမြန်မာနိုင်ငံရဲ့အကြီးမားဆုံးရွှေပြောင်းလုပ်သားစုများကတော့ထိုင်းနိုင်ငံရောက်မြန်မာများဖြစ်ပါတယ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာအလုပ်သားအရေးအတွက်ကရွှေပြောင်းလုပ်သားတွေမှာအများဆုံးဖြစ်စံချိန်တင်ထားပါတယ်လက်ရှိမှာတော့ထိုင်းရောက်မြန်မာလုပ်သားပေါင်း3တန်းကျော်အထိမှတ်တမ်းတင်ထားပါတယ်မြန်မာနိုင်ငံရဲ့ကမ္ဘာအကြီးဆုံးကျောက်စိမ်းလုံးကြီးကမ္ဘာအကြီးဆုံးကျောက်စိမ်းလုံးကြီးကတော့မြန်မာနိုင်ငံမှာတွေ့ရှိခဲ့တာဖြစ်ပြီးတော့2016ကချင်ပြည်နယ်ဖားကန့်မြို့ရဲ့တနေရာမှာတွေ့ရှိခဲ့ပါတယ်ဒီကျောက်စိမ်းရိုင်းလုံးကြီးရဲ့အလေးချိန်ကတန်ပေါင်း185တန်အထိကြီးပါတယ်အဲ့ဒီကျောက်စိမ်းရိုင်းလုံးကြီးက80ရာခိုင်နှုန်းအထိအကောင်းဆုံးအရည်သွေးတွေပါဝင်နေတာကိုလည်းတွေ့ရှိရပါတယ်ဒီကျောက်တုံးကြီးကအကောင်းဆုံးအရည်သွေးရှိတဲ့ချိတ်တိုက်ကျောက်တုံးကြီးဖြစ်ပါတယ်ချိတ်တိုက်လို့ခေါ်နေကြတော့လေရေဘူးအားဖြင့်ချိတ်တိုက်နဲ့ nephrite ဆိုပြီးတော့ကျောက်စိမ်းမျိုးရှိပါတယ်အမြင်အားဖြင့်ခက်ဆင်ဆင်တူတော့လေစင်စစ်မှာတစ်ခုနဲ့တစ်ခုကလုံးဝကွဲပြားခြားနာပါတယ်အဲ့ဒီကွဲပြားခြားနာမှုကိုပြင်သစ်လူမျိုးသိပ္ပံပညာရှင်ဓမ္မဆိုသူကစနစ်တကျခွဲခြားပြသရမှာသိရှိခဲ့တာဖြစ်ပါတယ်အဆိုပါကျောက်စိမ်းနှမျိုးမှာချိတ်တိုက်ကျောက်စိမ်းကပူမိုကောင်းမွန်လှပပြီးတော့ပူရှားပါတဲ့အမျိုးအစားဖြစ်ပါတယ်နက်ပရိုက်ကျောက်စိမ်းကိုတော့တရုတ်ပြည်နယ်ဟူကန်ဒေသဗြိတိရှ်ကိုလံဘီယာဩစတြေးလျနယူးဇီလန်ရုရှားတောင်ကိုရီးယားဆွစ်ဇာလန်အီတလီပိုလန်ထိုင်ဝမ်အလက်စကာကယ်လီဖိုးနီးယားစတဲ့ဒေသတွေမှာတွေ့ရှိရတတ်ပြီးတော့ချိတ်တိုက်မျိုးစားကျောက်တုံးတွေကိုတော့ဂွာတီမာလာစိုက်ဘေးရီးယားနဲ့မြန်မာနိုင်ငံမှာသာတွေ့ရှိရပါတယ်မြန်မာနိုင်ငံရဲ့အကြီးဆုံးကမ်းခြေမြန်မာနိုင်ငံရဲ့အကြီးမားဆုံးကမ်းခြေကတော့ငပလီကမ်းခြေဖြစ်ပါတယ်ငပလီကမ်းခြေကတန်တွဲမြို့မှာ4မိုင်ကွာမှာတည်ရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်ကမ်းခြေရဲ့အလျားက2မိုင်ရှည်လျားပြီးတော့အိန္ဒိယသမုဒ္ဒရာကိုမျက်နှာမူလျက်ရှိပါတယ်အဓိကဆက်သွယ်ရေးလမ်းကြောင်းကတော့လေကြောင်းလိုင်းဖြစ်တာကြောင့်မို့နိုင်ငံတကာကပို့ပြီးလူတည်များတဲ့မြန်မာနိုင်ငံမှာရှိတဲ့အကြီးမားဆုံးကမ်းခြေပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အရှိဆုံးလမ်းမြန်မာနိုင်ငံရဲ့အရှိဆုံးလမ်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပဲဖြစ်ပါတယ်ဒီလမ်းမကြီးကအရှိ982ကီလိုမီတာရှိရပါတယ်မြန်မာနိုင်ငံရဲ့အရှားပါဆုံးတောရိုင်းတိရစ္ဆာန်မြန်မာနိုင်ငံရဲ့အရှားပါဆုံးတောရိုင်းတိရစ္ဆာန်အဖြစ်နိုင်ငံတကာမှာတော့ပုပ်ပွားမြောက်မီးရှည်တွေကိုလူတည်များပါတယ်ပုပ်ပွားမြောက်မီးရှည်ကိုအဓိကအိမ်မွေးတိရစ္ဆာန်အဖြစ်ရောင်းဝယ်တာဝင်းမြူတာတွေပြုလုပ်ဖို့အတွက်အမဲလိုက်ကြပြီးတော့အိန္ဒိယနိုင်ငံတွေကိုလည်းအစားအစာဖြစ်ရောင်းချတာတွေလည်းရှိနေပါတယ်သူတို့ရဲ့ကိုရင်းအင်ကာတွေကိုအိန္ဒိယနိုင်ငံတွေကသူတို့ရဲ့တိုင်းရင်းစီးမှာအသုံးဝင်နေဆိုတဲ့အယူအဆမှားနဲ့ဝယ်ယူမှုတွေရှိသောကြောင့်မြန်မာနိုင်ငံကစာမတတ်တဲ့လူတွေကဒီမြောက်လေးတွေကိုလိုက်လံဖန်ဆီးနေရခြင်းဖြစ်ပါတယ်မြောက်အမေကိုတက်မြောက်ကလေးတွေကိုဖန်ဆီးရောင်းချတဲ့အဖြစ်တွေကြောင့်မလို့အကောင်ကြီးကတိတိတတ်တာကြာဆင်းပြီးတော့မကြခင်မှာမျိုးတုံးသွားတော့မှာဖြစ်ပါတယ်ဒီမြောက်တွေကမြန်မာပြည်ရဲ့ဂုံလူတော်မြောက်တွေဆိုတာကိုသူတို့မသိကြပါဘူးမြန်မာနိုင်ငံရဲ့အမြင့်ဆုံးဖျားမြန်မာနိုင်ငံရဲ့ညံတော်အမြင့်ဆုံးဖျားကတော့ရွှေမုတ်တော်ဖျားဖြစ်ပါတယ်ရွှေမုတ်တော်ဖျားကညံတော်114ပေအထိမြင့်ပြီးတော့မြန်မာနိုင်ငံမှာအမြင့်ဆုံးဖျားတဆူဖြစ်ထင်ရှားတယ်ဆိုတဲ့အကြောင်းကိုတင်ပြရင်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်